လူသားတွေရဲ့ကျန်းမာရေးနဲ့တက်ရှိကျန်းမာမှုကိုဖော်ဆောင်ပေးနေတဲ့စိတ်ပညာရှင်တွေရဲ့ပေးဆက်မှုဟာလောကကြီးအတွက်အလွန်ပင်မွန်မြတ်လာပါတယ်။ဝေဒနာရှင်တွေရဲ့နာကျင်မှုကိုတက်တာစေဖို့နဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ဖို့နေညမပြတ်စ조사အားထုတ်နေကြတဲ့ဆရာဝန်တွေရဲ့ကဏ္ဍဟာလူဖွဲ့စည်းတိုင်းမှာအစားထိုးမရတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။မတ်လ30ရက်ကိုတော့အပြည်ပြည်ဆိုင်ရာဆရာဝန်များနဲ့ဒေါက်တာစတေးအဖြစ်သတ်မှတ်ကဂုဏ်ပြုကြပါတယ်။1842ခုနှစ်ဒီလိုနေ့မျိုးမှာဆေးပညာလောကအတွက်အရေးပါလာတဲ့မေ့စေ ether anesthesia ကိုပထမဆုံးအကြိမ်အောင်မြင်စွာအသုံးပြုနိုင်ခဲ့တာကိုအထိမ်းအမှတ်ပြုပြီးစတင်သတ်မှတ်ခဲ့တာပါဒီနေ့မှာလူနာတွေနဲ့မိသားစုဝင်တွေဟာမိမိတို့အပေါ်စေတနာထားကုသပေးခဲ့တဲ့ဆရာဝန်တွေကိုကျေးဇူးတင်လွှာတွေပေးဖို့ချင်းဂုဏ်ပြုခြင်းများပြုလုပ်လေ့ရှိကြပါတယ်ဒီနေ့ဟာကရုဏာတရားကိုချိုးစွန်းအနစ်နာခံမှုနဲ့စိတ်ပညာဤတန်ဖိုးတို့ကိုအလေးပေးပါတယ်။ကိုယ့်ရဲ့ကျန်းမာရေးအတွက်လမ်းညွှန်ပေးသူတွေကိုကျေးဇူးတင်ပါတယ်လို့ပြောဖို့အကောင်းဆုံးအချိန်လေးပါပဲ။အနုပညာနဲ့စိတ်ပိုင်းဆိုင်ရာရှုထောင့်အရာဒီနေ့ဟာကမ္ဘာကျော်နယ်သာလန်ပန်းချီဆရာကြီး Vincent van Gogh ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်ခဲ့ရမှုတွေကိုအစွဲပြုပြီးဒီနေ့ကိုကမ္ဘာဘိုင်ပိုလာနေ့အဖြစ်လဲသတ်မှတ်ထားတာကြောင့်စိတ်ကျန်းမာရေးအသိပညာပေးမှုတွေအတွက်လည်းအရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။တင်ဘဝမှာအမတ်တရာဖြစ်ခဲ့ရတဲ့ဒါမှမဟုတ်လေးစားရတဲ့ဆရာဝန်တူဦးရှိပါသလား။တင်ရဲ့ကျန်းမာရေးအတွက်ဘလို့ဂရုစိုက်မှုလေးတွေပြုလုပ်ဖြစ်လဲဆိုတာမျှဝေပေးခဲ့ဦးနော်။